ယ
သောကြာရာခြင်းဒီဟုသောပနာငါကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်နိခဗေဒယမံကံပိဘဝတိုင်းကင်းလွတ်ငြိမ်းချကုန်သူဖြစ်၍ဒုက္ခသစ္စာကိုပိုင်းခြား၍ဒီနိုင်ခြင်းသမုဒယသစ္စာကိုပယ်နိုင်ခြင်းနိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်ခြင်းမဂ္ဂသစ္စာကိုပွားစေနိုင်ခြင်းဟုဆိုအပ်သောသစ္စာလေးပါးမြတ်တရားတို့ကိုပိုင်းခြားခြင်းနဲ့သိမြင်နိုင်တော်သည်ဖြစ်ပြီးဘုဘဝဒုရောနှင့်မဂ္ဂနိဗ္ဗာန်ကိုသိမြင်သောမျက်မှောက်ပြုနိုင်သည်ကိုဖြစ်သည်
ယခုလက်ရှိကျွန်တော်တို့ဆရာကြီးဆရာမကြီးများကဘယ်တော့ကဆရာကြီးဆရာမကြီးများ40တဲ့နှစ်ဦးရှိပါတယ်။ဆက်ရောက်လာတဲ့ဆရာကြီးဆရာမကြီးများကတော့39ဦးရှိပါတယ်။အဲဒီအတွက်ဆရာကြီးဆရာမကြီးများအတွက်လိုအပ်တဲ့အစအစအရာရာပြင်ဆင်မှုများကိုလည်းလုပ်ကိုင်ထားရှိပါတယ်။တချို့ရင်းတဲ့များရှိနေတဲ့ဆရာဆရာမကြီးများနဲ့လာရောက်ကြတဲ့တောင်းသားတောင်းမှုကောင်းများကိုလွတ်တောင်းပေးပါရန်တောင်းပန်တတ်ပါလေ။